လူပဲရှင်းတော့ကျော်တဲ့မှာဒုဘက်တင်းနေပါပြီလို့ဘုသောတော်တန်ချက်ဆက်နေနော်ဒါလူရှင်ကဲလူငယ်ရှင်းတော့ကျော်တဲ့မောင်ရှင်ကြီးကိုလူဘက်မှာတင်းနေပါပြီလို့လူရှင်လူမောင်ဘာပြောချင်သေးတယ်အကိုဘိုးလေးနဲ့ပါစူတောင်းလေးပါပြလိုက်လေဒီလက်မကလူနိုင်ပါလေလို့ကျော်တဲ့မောင်နဲ့ဦးလေးလည်းဘာပြောချင်လဲဦးလေးပြောလာဦးလေးအလူရှင်နောက်လူနိုင်ပါစေဟေးအဲ့ဒီတခါလဲဒါလည်းလူလာတာနော်ဒီတော့ဆက်ဆက်ရပါလို့မဆက်ဆက်ရဆက်ဆက်ရလဲပြီနော်ရွှေကြီးကိုအလူပွဲမှာကျွန်တော်တို့တားလူပဲရှိတော့ကျော်စမ်းမအောင်ငါပြည့်အတွက်လူရှိလူမများဒီထက်မကလူနဲ့တန်းနိုင်ပါသေးလို့ကျော်စမ်းမအောင်အားပေးပါလူငယ်ရှိတော့ကျော်စမ်းမအောင်နော်ပြကြည့်လိုက်နောက်ဘက်လက်ကျော်စမ်းမအောင်ပြလိုက်တွိုင်းကြီးနဲ့မပေါ်ဘူးလို့ဒါလူငယ်ရှိတော့ကျော်စမ်းမအောင် KVT တဲ့ကိုစိုးစိုးဖြစ်ပါတယ်ဗျတရားကြည့်တာပါဗျဒါတော့ဆိုတော့ကိုကျော်လေးဖြစ်ပါတယ်ဗျလူငယ်ရှိတော့ကျော်တဲ့မောင်ရွှေကြီးကိုလူပေါ်မှာလို့ကြီးတယ်နဲ့လာသွားတယ်လာရောက်ငါမေးတယ်လူရှင်လူမအောင်လဲဒီမကလူရန်တန်းနိုင်ပါသေးလို့တောင်းပေးပါတယ်ဒါလူငယ်ရှိတော့ကျော်တဲ့မောင်တော့လူပွဲကြီးမှာတီးနေပါပြီလို့ဒါတော့ရုပ်ရှင်ဗီဒီယိုတုပ်ဆောင်ဆိုတော့တဲ့ရှင်ဖြစ်ပါတယ်ဗျာဟုတ်ပါတယ်ဗျာ